ကိုကြီးကားကြောင့်ရှင်းပြမယ်ဒီတန်းကိုသိလား brain နဲ့လိုက်တိုင်း dashboard အနောက်သို့မဟုတ် engine ကန်နဲ့ရှူ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  brain လွတ်လိုက်ရင်အတန်ပြောက်သွားတယ်ပြန်နေရင်ပြန်မြည်တယ်ဒါက brake booster vacuum leak ပါ brake booster ဆိုတာ brake အားကိုပိုကောင်းအောင်ကူညီပေးတဲ့စက်ပါ dashboard အနောက် engine ကန်ထဲမှာရှိတယ်အနက်ရောင်အဝိုင်းကြီးပါဒီ booster က engine ရဲ့ vacuum လေဖိအားနဲ့ရဝင်းကိုသုံးပြီးအလုပ်လုပ်တယ် brake နဲ့လိုက်တဲ့အခါ vacuum က brake အားကိုပိုတမ်းမအောင်လုပ်တယ် booster အတွင်းမှာ diaphragm အမြင့်ပါရှိတယ်ဒီ diaphragm စုပ်ပြဲရင်သို့မဟုတ် vacuum pipe အကွဲရင်လေယိုပြီးရှူရှူမိတယ်ဘယ်ချိန်မှဒီတမ်းမိတာလဲ brake နဲ့လိုက်တိုင်း booster အတွင်းက vacuum ပြောင်းသွားတဲ့အခါလေယိုတဲ့နေရာကနေအတန်ထွက်တယ် brake လွတ်လိုက်ရင်အတန်ပြောက်တယ် vacuum ပုံမှန်ပြန်ဖြစ်သွားလို့ပါ engine ပိတ်ထားချိန်မှာ brake နေရင်လည်းအတန်ထွက်နိုင်တယ် booster ထဲမှာ vacuum ကျန်နေသေးလို့ပါဘလို့အတန်လဲလေယိုတန်မှာ engine ကန်ထဲကဒါမှမဟုတ် dashboard အနောက်ကထွက်တယ် brake နဲ့တိုင်းတူညီတဲ့အတန်ဒီအတန်ကြားရင်ဘာလို့မလဲအသေးစားအတန်စမီစပိုက်အကွဲ engine ဖုံးဖွင့်မှာ brake booster ကိုရှာပါအနက်ရောင်အဝိုင်းကြီး master cylinder နဲ့တွဲနေတယ် booster ကနေ engine စီဆက်ထားတဲ့ vacuum pipe ကိုရှာပါဒီပိုက်မှာအကွဲစုပ်ပြဲပြုတ်နေတာရှိလားစစ်ပါအကွဲနေရင်ပိုက်အစ်စ်လဲပါပြုတ်နေရင်ပြတ်ဆက်ပါအကြီးစားပိုက်ကောင်းအတန်ဆက်မီ booster ပြက် brake booster အစ်စ်လဲပါဒါကအတွင်းပိုင်း diaphragm စုပ်ပြဲလို့ပါပြေလို့မရဘူးလဲပြေအောင်ပဲဘလို့စမ်းသပ်မလဲ booster ကောင်းမကောင်းသိနီ engine ပိတ်ထားချိန် brake ကို 3-4 ချိန်နဲ့မှာ vacuum ကုန်အောင်နောက်ဆုံးချိန် brake နင်းထားပြီး engine ဆက်နိုးပါ brake ကအနှဲငယ်အောက်ကိုကျသွားရင် booster ကောင်းတယ်မကျရင်တော့မဟုတ်ခံစားရခဲ့ရင် booster ပြတ်နေပြီအန်ဒီရဲ့အတွေ့ရကြုံ brake booster လုံးဝပြတ်ရင် brake အုပ်ရခတ်တယ်ကားရက်တန်းဖို့အကွာအဝေးက2ဆ3ဆပိုရှည်လာတယ်ရေမတော်တဆမှုဖြစ်နိုင်ခြေအများများတယ်ဈေးသက်သာဆုံးနီးပုံမှန်စစ်ပါပိုက်အကွဲရင်အစ်စ်လဲပါပိုက်ကလေးတစ်ချောင်းနဲ့ပျောက်တတ်တယ် brake booster ပြတ်ရင် OEM booster ကိုပဲသုံးပါဈေးပိုပဲမဲ့ကြားခံတယ် booster လဲတဲ့အခါ vacuum pipe ကိုပါတပါးတည်းလဲပါ brake fluid ကိုလက်စစ်ပါ master cylinder ပါထိခိုက်နိုင်တယ် engine ဖွင့်ထားချိန် brake ကိုဖြတ်တန်းထွက်ရင်ပြဿနာရှိတယ် engine ပိတ်ထားချိန် brake ကို 3-4 ချိန်နဲ့မှာနောက်ဆုံးချိန် brake နင်းထားပြီး engine နိုးပါ brake အောက်ကျရင်ကောင်းတယ်ဒီတန်းကျရင်ချက်ချင်းစစ်ပါ brake booster ပြတ်တာကတခြားတန်လို့တီးခံလို့ရတဲ့ပြဿနာမဟုတ်ဘူး brake စနစ်ကကားရဲ့အရေးကြီးဆုံးဘေးကင်းရေးစနစ်ပါဒီတိုင်းဆက်မောင်းရင် brake လုံးဝမမိနိုင်ဘူးအသက်အန္တရာယ်ရှိတယ် brake နင်းနိုင်ရင် brake booster vacuum leak ကိုအရင်စစ်ပါ vacuum pipe လေးစစ်ပါအကွဲရင် pipe လေးလဲုံနဲ့ပျောက်တတ်တယ် pipe ကောင်းမဲ့အတန်ကျဲနေ brake booster လဲပါ brake စနစ်ကိုဘယ်တော့မှလစ်လူမရှုပါနဲ့အသက်အန္တရာယ်ရှိတယ်နေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့တူလေးလာပြီးတငယ်ချင်းတွေကြားမှာကားဆရာကြီးဖြစ်လိုက်ပါ